အခုတစင်ကိုဝမ်းသွားချင်တယ်ဝမ်းတွေကမသွားတော့ဘူးတပတ်လောက်ကိုမှမသွားတော့ဘူးအမားတို့ကအရင်တော့ကဝမ်းနှုတ်ဆေးစားတာတဲ့ဝမ်းနှုတ်ဆေးကအခု6လုံး10လုံးလောက်စားရင်ကိုမတွားတော့ဘူးဆိုပြီးတော့ပြောတဲ့လူတွေရှိတယ်ပြီးတော့သွားတဲ့ခါလဲဝမ်းကမကုန်ဘူးဝမ်းနေကြံ့နေဆိုပြီးပြောတဲ့မိတ်ဆွေတွေရှိရပေါ့နော်အဲ့တော့ပထမဦးဆုံးမာလိုက်တဲ့တစ်ချက်ကတော့ဝမ်းနှုတ်ဆေးမစားဘူးပေါ့နော်သူကဝမ်းနှုတ်ဆေးစားတဲ့ချိန်မှာဦးကလှုပ်ရှားမှုကမရှိတော့ဘောနော်မလှုပ်ရှားနိုင်တော့ဘူးဦးမလှုပ်ရှားတော့တဲ့ချိန်မှာဝမ်းတွေကပို့ပြီးတော့ချုပ်လာတယ်ပေါ့နော်အဓိကဒီအသက်ကြီးပိုင်းတွေကဒီအခုခေတ်မှာဆိုအရန်ပုံမှာခစ်စားပြီးတော့ဒါဝမ်းကျမကြီးအတွက်ကောင်းတဲ့ probiotic တွေရှိလာတယ်ပေါ့နော်အဲ့တော့အဓိကဝမ်းချုပ်တဲ့လူတွေကဘာလို့ရလဲဆိုလို့ရှိရင်ဝမ်းကိုတဘာဝအတိုင်းသွားအောင်ရဲ့အစာအိမ်နဲ့ဦးလန်းချောင်းကပြန်ကျန်းမာပြီးတော့ဝမ်းကိုကုံအောင်ဝအောင်သွားပေးမယ် probiotic ကိုကတောက်တင်တယ် probiotic လည်းတောက်တင်တယ် probiotic တစ်ခုပဲနဲ့မရအောင် fiber လည်းပြောထားတာမျိုးဆိုရင်ပို့ပြီးကုန်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဝမ်းကိုကုံအောင်သွားချင်တယ်ဝအောင်သွားချင်တယ်ကုံစင်စင်ဝဝလင်းလင်းအကုန်ရှင်းအဲ့လိုသွားခြင်းတယ်ဆိုလို့ရှိရင်ပေါ့နော်အမစီမှာ probiotic fiber ဒီတော့ရှိတယ်ပေါ့နော်သူကဝမ်းကိုကုံအောင်သွားပေးတယ်တောက်ရလုံးဝမခတ်ဘူးပြီးတော့ဘိုင်းနာဘိုက်ရချင်းလုံးဝမရှိဘဲနဲ့တဘာဝအတိုင်းကုံနွားအောင်ကိုဝမ်းအပြော့လေးပေါ့ကုံနွားအောင်သွားပေးတာဖြစ်တဲ့အတွက်ပေါ့နော်စီးချိုသွေးတိုးလေးဘက်နာအဆိုင်သမားတွေကအစစိတ်ချလက်ချတောက်လို့ရတယ်ပေါ့နော်အဓိကဘလို့လူတွေကိုပိုတောက်စီခြင်းလဲဆိုတော့ဝမ်းမကုံတဲ့လူတပတ်မှတစ်ချိန်ပဲဝမ်းသွားတဲ့လူအဲ့လိုမျိုးဝမ်းတအားချုပ်တဲ့လူတွေဆိုလို့ရှိရင်တောက်ကြည့်စေချင်ပါတယ်ရှင့်သူကတဘူးမှဆို9ထုတ်ပါတယ်61,500ပေါ့နော်တလားစာဆို2,400ဖြစ်ပါတယ်မာယူခြင်းနဲ့ဆိုရင်ချက်ပေါက်ကိုဟိုင်းပြီးတော့အသေးစိတ်မြင်မြန်ပြီးနိုင်လို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်